American နိုင်ငံ Nashville လေဆိပ်ကနေ Fort Lauderdale ကိုပြန်တန်းနေတဲ့လီယင်တစ်စီးပေါ်မှာအမျိုးသားတစ်ယောက်ရဲ့ဖုန်းကလီယင်ပြန်နေစဉ်အတွင်း3ချိန်ဆက်တိုက်မိနေခဲ့ပါတယ်။ဖုန်းမိတဲ့အချိန်ကာလအတိအကျတွေကလည်းတူညီနေပြီး ringtone ကတော့ RV တခြင်းတစ်ပုတ်ဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာအဲ့ဒီမျိုးသားစိတ်လှုပ်ရှားနေတဲ့ပုံစံနဲ့မြင်နေရပါတယ်။သူချွေးအရန်ထွက်နေပြီး RV တခြင်းထွက်နေတဲ့သူ့ရဲ့အချောင်းကိုလီယင်ဝန်ထမ်းတွေကအချိန်ချင်းမီးနေခဲ့ပါတယ်။ဒါကြောင့်လီယင်မှုထမ်းတွေကြောက်လန့်လာကြပြီးအဲ့ဒီမျိုးသားရဲ့ပြုတ်မှုကိုတန်တဲ့ဖြစ်လာပါတယ်။ခြေနေကိုဆွေးနွေးပြီးတဲ့နောက်မှာကြံဖြစ်သမားဖြစ်နိုင်တယ်လို့သူတို့ကယူဆကြပါတယ်။လီယင်ဝန်ထမ်းတွေကခရီးသည်တွေရှိတဲ့အခန်းဘက်မှာပြီးလွှမ်းနေကြပြီးခရီးသည်တွေကိုကောင်းအောက်ချပြီးလက်မြောက်ထားဖို့အမိန့်ပေးခဲ့ပါတယ်။နောက်ဆုံးမှာလီယင်ကိုအလန်တာမှာအရေးပေါ်ဆင်းသက်စီခဲ့ပါတယ်။လီယင်ဆင်းသက်ပြီးချိန်မှာအထူးတပ်ဖွဲ့ဝင်တွေကလီယင်တဲကိုဝင်လာပြီးအဲ့ဒီမျိုးသားကိုလီယင်တဲကခေါ်ထုတ်သွားခဲ့ပါတယ်။လီယင်မှုထမ်းတွေနဲ့ရဲတွေကတော့သူတို့ကအကြမ်းဖက်တိုက်ခိုက်မှုကိုတားဆီးလိုက်နိုင်ပြီလို့ယုံကြည်နေခဲ့ကြပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒါဟာသူ့ရဲ့ဖုန်းအလာမ်ပဲဖြစ်ကြောင်းထွက်လာခဲ့ပါတယ်။သူကအလမတန်ကာလအတွင်းဆိုတောင်းချိန်မလွတ်အောင်အလမ်တင်ထားခဲ့တာဖြစ်ပါတယ်။ RV တခြင်းဆိုတာကလည်းရိုးရာဆိုတောင်းခေါ်တန်ဖြစ်ပါတယ်။အခြေအနေကိုရှင်းလင်းပြီးတဲ့နောက်အဲ့ဒီမျိုးသားကိုပြန်လွတ်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီအဖြစ်အပျက်ကလူတွေဘယ်လောက်လွယ်လွယ်ကူကူတန်တရားဝင်နိုင်တယ်ဆိုတာကိုပြသနေပါတယ်